မင်္ဂလာပါရှင်ဗရမ မြမှာပြန်လဲကြိုဆိုလိုက်ပါတယ်လူကြီးမင်းတို့ရောင်းပြပေးမယ့်အိမ်လေးကတော့ထောက်ကျန်နွယ်ခွေစံပြကြီးရွာမှာရှိရဲ့ရွာမြေစစ်ပေါ်မှာတိစောက်ထားတဲ့အိမ်သက်လက်တစ်လုံးကိုရောင်းပြပေးမှာဖြစ်ပါတယ်ရှင်ယခုမြင်တွေ့နေရတဲ့အိမ်လေးပဲဖြစ်ပါရဲ့ရှင်အိမ်လေးရဲ့အုတ်တိုင်းများကိုလည်းခိုင်ခန့်လုပ်ပေးထားပါတယ်နော်ဒီအိမ်လေးအဆိုရင်ဖြင့်ရင်းနှီးပြေဆုံးပါရှိပါတယ်ရှင်အိမ်လေးရဲ့ပေချာဆိုရင်ဖြင့်အရှိမျက်နှာဝ19ပေအနောက်ကို39ပေကျရှိပါတယ်ရှင်ဒါဆိုအိမ်လေးတွေကိုတစ်ချက်ဝင်ကြည့်ရအောင်အိမ်လေးထဲဝင်လိုက်တဲ့အခါမှာဆိုရင်လည်းယခုလိုမျိုးလေးမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်ဖျားကန်းလေးကိုလည်းတသက်ရရလေးလုပ်ပေးထားပါတယ်ရှင်အိတ်ခမ်းတစ်ခမ်းမိဖို့ခန်းလေးနဲ့အိမ်သားရေချိုးခန်းကိုလည်းတွဲရက်လုပ်ပေးထားပါတယ်ရှင်အိမ်ရှိနဲ့အိမ်နောက်ခွေးမှာလည်းမြေပေါ်ပါရှိပြီးမကြသေးခင်ကမှဆောက်လုပ်ပြီးတော့အိမ်သစ်ဆက်ဆက်လေးပဲဖြစ်ပါတယ်ရှင်။ရွာမြေစစ်ပေါ်မှာတိစောက်ထားပြီးရင်းနှီးပြေဆုံးပါရှိတဲ့ဒီအိမ်သစ်လေးကိုဈေးနှုန်း350နဲ့ပိုင်ဆိုင်ရမှာဖြစ်လို့စိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဗရမ မြင့်ချန်မြေမြတ်သောင်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။